iPhone တွေမှာပေါ့နော် LCD ရဲ့ main camera ရဲ့ပြတ်သွားလို့ဒီလဲမဲ့ဆိုရင်ပေါ့နော် setting ထဲမှာလဲထားချောင်း message ပေါ့နော်ဒီ unknown pad တို့ important message တို့ပေါ်နေမှာပေါ့နော်အဲ့လိုမျိုးပေါ်နေတဲ့စာတန်းတွေကိုဖျောက်လို့ရလားအားလုံးပဲမင်္ဂလာပါ iPad technician ပြည်စုံလင်းမှာခုလက်ရှိ video ထဲမှာပြထားတဲ့လုံတွေကတော့ iPhone 14 Pro Max လေးပဲဖြစ်တယ်သူက main camera ရဲ့ LCD ရဲ့ပြတ်သွားတာပေါ့နော်ပြတ်သွားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာတက်လာလဲတဲ့ဆိုရင်ဒီ setting ထဲမှာပေါ်နေတဲ့ message ကိုမပေါ်ချင်ဘူးပေါ့နော်ဖျောက်ချင်တာပေါ့နော်အဲ့ဒီတော့ကိုကျွန်တော်ကဖျောက်ပေးရမှာဖြစ်ပါတယ် message ပြောင်းမယ်ဆိုရင်အဓိကဘာတွေလောက်ရလဲပေါ့နော်ကျွန်တော်မှန်အောင်မှာပါတဲ့ IC ကိုကျွန်တော်မှန်တစ်ကိုပြောင်းပြီးတက်ပေးရတယ်main camera ဆိုရင်လည်းဒီ main camera အဟောင်းမှာပါတဲ့ data တွေကိုကျွန်တော်ကူးပြီးဂျားထဲမှာဂျားကန်ကြိုလေးထည့်ပြီးတော့ကျွန်တော်တို့ဒီပြန် data ပြန်ကူးပြီးပြန်ထည့်ပေးရတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ဒီ message ပါပျောက်ပါတယ် setting ထဲမှာလည်းလဲထားချောင်းဆိုတဲ့ဒီစာတန်းတွေလည်းလုံးဝမတက်ဘူးပေါ့နော်အဆင်ပြေဒီလုံးလေးက message လည်းဖျောက်ပြီးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ပြန်ပေးမှာပြန်ကတ်မှာပေါ့နော်ပြန်ကတ်မယ်ဆိုရင်ဒီ origin အတိုင်းဖြစ်အောင်လို့ကျွန်တော် water seal ရစကျွန်တော်အတစ်ပြန်ကတ်ပေးထားပါတယ်ဒီလုံးလေးကတော့ message ပြောက်လာအားလုံးအဆင်ပြေသွားတယ်ပေါ့နော် IC လည်းရွှေ့ပြီးသွားပြီ data လည်းကူးပြီးသွားပြီပေါ့နော်အားလုံးတုံးလို့ရတော့ပါပြီ